အားလုံးပဲမင်္ဂလာပါကျွန်တော်ဒီနေ့မှာတော့ယုံကြည်စိတ်ချရပြီး game item များကိုဈေးတက်နဲ့ပြန်ရောင်းခြင်းတဲ့သူတွေဝယ်ခြင်းတဲ့ bro တွေအတွက်အတစ်ခုတွေ့ထားတယ်။ဘာအပ်လဲဆိုတော့ဇင်းနဲ့ဟာရီဆိုတဲ့အပ်လေးတစ်ခုပဲဖြစ်တယ်။အသုံးပြုပုံတွေပြောပြပေးမယ်။ပထမဆုံး Telegram နဲ့ဝင်ပါပြီးရင်အပေါ်ညာဘက်ထောင်းကအဝိုင်းလေးကိုနှိပ်ပြီးရင်ဇင်းနဲ့ဟာရီ short ဆိုပြီးရှာလိုက်ပါ။အဲ့မှာပေါ်လာတဲ့၃ခုကတော့သက်ဆိုင်ရာ GB နဲ့အပေါ်ဆုံးက Blue Mac ကအတမင်ပါခုကတော့ Clay ကဘောဆိုတဲ့ GB ကိုနှိပ်ရမှာပါပြီးရင်တော့ဈေးဝယ်ရန်ဆိုတဲ့စာသားကိုနှိပ်ပါခုမစသုံးတာဆိုရင်အကောင့်တစ်ဖွင့်ရမှာပါငွေဘလို့သွင်းရလဲပြပါမယ်ငွေသွင်းရန်ကိုနှိပ်ပါရင်နာဝိတာမမဟုတ် KP လို့နဲ့ငွေသွင်းလို့ရမှာပဲဖြစ်တယ်ပေးထားတဲ့ဖုန်းနံပါတ်ကို copy ယူပြီးငွေလွှဲရမှာပါအောက်ကတတိပြုစာကိုလဲဆုံးအောင်ဖတ်ပါငွေလွှဲပြီးတာနဲ့ screenshot ကိုအောက်မှာထည့်ပေးရမှာပါပြီးရင်တဝယ်ယူမည်ကိုနှိပ်ပါအပေါ်ကမှတ်တမ်းထဲမှာခုနဝယ်ယူတဲ့ order ရောက်လာပါမယ်ကိုကအရေးကြီးရင်တော့ order ID ကို copy ယူပြီးခုနပြတဲ့ GB မှာပို့ပေးပါ admin တွေဖြည့်ထားပါလိမ့်မယ်ဂိမ်းကတော့အများကြီးပါကိုကြိုက်တဲ့တက်ရာကိုငွေဖြည့်ပြီးဝယ်ယူလို့ရပါတယ်ဈေးကတာညီကိုတို့ပဲကြည့်လိုက်တန်တယ်ဗျာဝီပတ်ဆိုရင်တချို့နေရာတွေ6000ညောင်းတာတွေ့ရတယ်ဗျာဒီရှော့မှာကအတန်ဆုံးရမယ်ဗျာတပည့်တိုင်းမုန်းတွေတလဲရှိတယ်ဝယ်ခြင်းတဲ့အရာကိုနှိပ်ပြီးတော့ ID ထက် server ID ထည့်ပြီးအချက်လက်စစ်ဆိုတာကိုနှိပ်ရမယ်နမီပေါ်လာလို့ကိုအကောင့်ဟုတ်ပြီဆိုဝယ်လို့ရပြီဗျငွေဖြည့်တာနဲ့တူတယ်ပြီးရင် order ID ကြလာမှာပဲဖြစ်ပါတယ်ဒီတစ်ခါက PUBG မှာဆိုရင်လဲ item တွေစုံတယ်ဗျ US ဒေါ်လာနဲ့ဝယ်ရတဲ့ item တွေကိုဝယ်လို့ရမယ်အဲ့လိုဝယ်ရင်ဈေးတန်တဲ့အပြင်ကိုမကန်ဆန်းမဲလဲပါတယ်ဗျအဲ့မှာကိုဝယ်တဲ့ item ရဲ့အပေါ်ကအနီရောင်နှစ်ခုသုံးခုက lucky surprise လဲရတဲ့ဟာတွေပါကန်ဆန်းရန်ဆိုတာကိုနှိပ်ပြီးရင်အထဲမှာ start ကိုနှိပ်ပြီးလဲလို့ရမှာပဲဖြစ်ပါတယ်အထူးစုတသိန်းအပါဝင်မြန်မာငွေ3000နဲ့ short ဈေးတွေလည်းပါဝင်ပါတယ် Telegram မသုံးဘူးဆိုတဲ့သူတွေအတွက်လည်း Play Store မှာအတောင်းလို့ရမှာပဲဖြစ်ပါတယ်ဇင်းနဲ့ဟာရီလို့ရိုက်ရှာလို့ရပါတယ်Play Store မှာအလုပ်ရှုပ်တယ်မတောင်းချင်ဘူးဆိုတဲ့အပြင်းထူများအတွက်လည်း Google ဒါမှမဟုတ် Chrome browser တွေမှာဒီလိုရှာပြီးကောက်ဝင်ပြီးဝယ်ယူလို့ရပါတယ်ဗျဂိမ်းတီပဲလားဆိုတော့မဟုတ်ဘူးဗျတခြား Telegram တော် Facebook Premium View လိုက်ဖော်လို့ဝါနဲ့တခြား service တွေပါဝယ်လို့ရတယ်ဗျကျေးဇူးတင်ပါတယ်မသိတာလို့ရင်လာမေးပါကျွန်တော်ကတော့မောင်ဟင်းဖြစ်ပါတယ်